ဒီလူဟာသူ့ရဲ့မျက်လုံးတွေကနေတဆင့်အရာရာတိုင်းရဲ့တကယ်တမ်းဖို့အစစ်မှန်ကိုမြင်နိုင်စွမ်းရှိတယ်ဆိုတာသိသွားခဲ့တယ်သူ့ရဲ့စွမ်းရည်ကိုသိရှိသွားပြီးနောက်မှာတော့သူဟာအလုပ်ကနေချက်ချင်းပဲနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့မန်နေဂျာစီကိုသွားပြီးမရသေးပဲကြွေးတင်ကြံနေတဲ့လောက်ခစာအားလုံးကိုပေးဖို့ချက်ချင်းတောင်းဆိုခဲ့တယ်မမျှော်လင့်ပဲမန်နေဂျာကမိမိသဘောဆန္ဒအလျောက်အလုပ်ထွက်ရင်လစာမရနိုင်ဘူးလို့အကြောင်းပြချက်မျိုးစုံပေးပြီးညှဉ်းဆန်ခဲ့ပါတယ်ဒါကြောင့်သူဟာအလွန်ဒေါသထွက်ပြီးမန်နေဂျာနဲ့အပြင်းထန်အခြေအတင်စကားများခဲ့ကြတယ်မန်နေဂျာကစိတ်ထဲမှာအပြစ်မကင်းသလိုခံစားရတာကြောင့်လစာငွေအစားဆိုင်ထဲမှာရှိတဲ့ကြိုက်တဲ့ပစ္စည်းတစ်ခုကိုယူသွားဖို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာသူဟာအလွန်တန်ဖိုးကြီးတဲ့ကြောက်စိမ့်နှုံးတစ်လုံးကိုလှမ်းမြင်လိုက်ပြီးချက်ချင်းပဲယူဖို့ရွေးချယ်လိုက်တယ်မန်နေဂျာကတော့သူဟာရိုးရိုးကြောက်ခဲတစ်လုံးကိုပဲယူတယ်လို့ထင်မှတ်ပြီးဘာမှမစင်စားပဲလွယ်လွယ်ကူကူသဘောတူကစာချုပ်မှာလက်မှတ်ရေးထိုးပေးလိုက်ပါတယ်သူဆိုင်ကနေထွက်သွားပြီးတာနဲ့ဆိုင်ရှင်မျိုးသမီးကဆိုင်ကိုရောက်လာပြီးအဲ့ဒီကြောက်စိမ့်နှုံးပဲရောက်သွားလဲလို့မေးပါတော့တယ်မန်နေဂျာကလိန်ညာပြီးကြောက်စိမ့်နှုံးကိုတန်ဖိုးဖြစ်စစ်ဆေးဖို့ပို့ထားကြောင်းနဲ့မကြခင်ပြန်ရလိမ့်မယ်လို့ပြောလိုက်တယ်တစ်ဖက်မှာလည်းသူဟာရှင်းအောင်ပစ္စည်းဆိုင်တစ်ဆိုင်ကိုအမြန်သွားခဲ့ပါတယ်ဆိုင်ရှင်ကကြောက်စိမ့်နှုံးကိုတေချာစစ်ဆေးပြီးနောက်ဒါဟာအလွန်ရှားပါတဲ့ကြောက်စိမ့်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီးငွေမြောက်များနဲ့ချက်ချင်းဝယ်ဖို့ကမ်းလှမ်းခဲ့တယ်သူကလည်းဘာမှတွန့်ဆုတ်မနေပဲသဘောတူလိုက်တာကြောင့်အချိန်တိုအတွင်းမှာပဲငွေမြောက်များကိုလွယ်လွယ်ကူကူရရှိသွားပြီးအလွန်ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်နောက်ပိုင်းမှာသူဟာယတနာတွေဆက်လက်ရှာဖွေဖို့အတွက်ရှင်းအောင်ပစ္စည်းဈေးကိုသွားခဲ့ပြန်တယ်ဈေးဆိုင်ငယ်လေးတစ်ခုမှာတန်ဖိုးအလွန်ကြီးမားတဲ့အခြားကြောက်တုံးတစ်လုံးကိုသူချက်ချင်းသတိပြုမိသွားတယ်တိုက်ရိုက်မင်းမြန်ရင်တန်တရားဝင်မှာဆိုတာကြောင့်သူဟာဘေးနားမှာရှိတဲ့ကြေးငွေတိုင်အိုးကိုပဲငွေပေးပြီးဝယ်ယူခဲ့ပါတယ်ဆိုင်ရှင်ကသူ့ကိုလူအတယောက်လို့ထင်ပြီးချက်ချင်းသဘောတူလိုက်တယ်ဆိုင်ရှင်ကအဲ့ဒီကြောက်တုံးကိုဘေးကိုအမှတ်မတင်ကန်ထုတ်လိုက်တာကိုမြင်တဲ့အခါသူကနေရာရှင်းသွားအောင်ဒီကြောက်တုံးကိုပါတပါးလေးယူသွားပေးမယ်လို့ကမ်းလှမ်းခဲ့တယ်ဆိုင်ရှင်ကလည်းဝမ်းသာအားရသဘောတူလိုက်ပါတယ်သူကအဲ့ဒီကြောက်တုံးကိုငွေသားအဖြစ်ပြောင်းလဲဖို့ပြင်ဆင်နေတော့မှာပဲအရင်ကမန်နေဂျာကရုတ်တရက်ပြေးလွှားရောက်လာခဲ့ပါတယ်မန်နေဂျာကသူယူသွားခဲ့တဲ့ကြောက်စိမ့်နှုံးကိုပြန်ပေးဖို့အတင်းကျပ်တောင်းဆိုပြီးအပိုလာစာပါပေးမယ်လို့ကတိပေးခဲ့တယ်သူကတော့အဲ့ဒီကြောက်စိမ့်နှုံးကိုငွေမြောက်များနဲ့ရောင်းချပြီးပြီဖြစ်ကြောင်းပြောပြလိုက်တယ်ဒါကိုကြားလိုက်ရတဲ့မန်နေဂျာကအဲ့ဒီငွေတွေကိုပြန်ပေးဖို့ချက်ချင်းတောင်းဆိုပေမဲ့သူကပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်ပြီးတော့သူအခုမှအစ်ရလာတဲ့ကြောက်တုံးကိုထုတ်ပြပြီးဒါဟာအရင်ကြောက်စိမ့်တုံးထက်အစာပေါင်းများစွာပိုပြီးတန်ဖိုးရှိကြောင်းပြောလိုက်တယ်မန်နေဂျာကတန်တရားတွေနဲ့ပြည့်ညက်နေပြီးသူ့စကားကိုမယုံကြည်တာကြောင့်လောင်းကျစ်ထပ်ဖို့ချက်ချင်းပဲကမ်းလှမ်းခဲ့တယ်အကယ်၍ဒီကြောက်တုံးအစ်စ်ကတန်ဖိုးအလွန်ကြီးမားနေရင်မန်နေဂျာကအဲ့ဒီတန်ဖိုးရဲ့နှစ်ဆနဲ့ပြန်ဝယ်ပါမယ်တန်ဖိုးမရှိရင်တော့သူကအရင်ရထားတဲ့ငွေတွေကိုပြန်ပေးရမယ်လို့လောင်းကျစ်ဆိုခဲ့တယ်သူကလည်းဘာမှတွန့်ဆုတ်မနေပဲသဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ဟာရှင်းအောင်ပစ္စည်းဆိုင်ကိုအတူတူသွားခဲ့ကြတယ်ဆိုင်ရှင်ကကြောက်တုံးကိုတန်ဖိုးဖြတ်ပြီးနောက်မှာတော့ဒါဟာအလွန်တန်ဖိုးကြီးမားတဲ့ကြောက်တုံးဖြစ်ကြောင်းပြောခဲ့ပါတယ်မန်နေဂျာမှာရွေးချယ်စရာမရှိပဲသူ့ရဲ့စုဆောင်းထားသမျှငွေအားလုံးကိုသူ့ထံအနှံလိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာပဲဆိုင်ရှင်မျိုးသမီးရောက်လာပြီးမန်နေဂျာစီကနေကြောက်စိမ့်နှုံးကိုလွှဲအပ်ဖို့တောင်းဆိုခဲ့တယ်မန်နေဂျာကသူဟာကြောက်စိမ့်နှုံးကိုခိုးယူသွားတာပါလို့ချက်ချင်းပဲဆွဆွဲပြောဆိုခဲ့တယ်ဒါပေမဲ့သူကမန်နေဂျာကိုယ်တိုင်လိုလိုလားလားပေးခဲ့တာဖြစ်ကြောင်းသက်သေပြနိုင်တဲ့စာချုပ်ကိုအေးအေးဆေးဆေးပဲထုတ်ပြလိုက်ပါတယ်ဆိုင်ရှင်မျိုးသမီးကမန်နေဂျာကိုအလုပ်ကနေချက်ချင်းပဲထုတ်ပယ်လိုက်တာကြောင့်မန်နေဂျာဟာနောင်တရားတွေနဲ့ပြည့်နှက်ကကြံရစ်ခဲ့ပါတော့တယ်